မင်္ဂလာပါဒီနေ့တော့အိမ်မှာကိုယ်တိုင်လှုပ်ရှားလို့ရတဲ့ chocolate brownies လေးတွေဘယ်လိုလုပ်ရမလဲဆိုတာအစပြုသူတွေအတွက်လွယ်ကူရှင်းလင်းစွာသင်ပေးသွားမှာပါအရန်လွယ်ကူပြီးအရသာရှိတဲ့ brownies တွေဖုတ်ကြရအောင်နော် brownies လုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ဂျုံမှုတ်ကိုကိုမှုန့်တကြားကြက်ဥထောပတ်နဲ့ chocolate တို့ပဲဖြစ်ပါတယ်အချိုးအစားတွေကိုတော့ဗီဒီယိုဖော်ပြချက်မှာအသေးစိတ်ရေးပေးထားပါတယ်ပထမဆုံးထောပတ်နဲ့ချောကလက်ကိုအရေဖြော်ပြီးတကြားကြက်ဥတို့နဲ့သမအောင်မှွေပေးပါပြီးရင်ဂျုံမှုန့်နဲ့ကိုကိုမှုန့်ကိုစတိုက်ထည့်ပြီးမြင်သာစွာရောမှွေပါမုန့်ဖုတ်ပန်းနဲ့ထည့်ပြီးအပူချိန်မှန်မှန်နဲ့ဖုတ်ပေးုံပါပဲမုန့်သားကိုအကြာကြီးမမှွေမိဖို့တတိထားပါဒါမှဘရောင်နီကနူးညံ့ပြီးဆိုစွနေမှာပါမုန့်ဖုတ်ချိန်ကိုလည်းတေချာစောင့်ကြည့်ပေးပါဒီနည်းလမ်းလေးအတိုင်းလိုက်လုပ်ကြည့်ပြီးကိုယ်တိုင်ဖုတ်ထားတဲ့ brownies လေးတွေကိုမြည်စမ်းကြည့်လိုက်ပါကြိုက်နှစ်သက်တယ်ဆိုရင် like share လုပ်ပြီးကျွန်တော် channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်